ငါရှိတဲ့တန်းကြီးမှာနင်းအလုပ်ကိုပဲအာရုံစိုက်ပါ They are coming. The defense system has been activated. ငါတို့လမ်းကြောင်းရှင်းမရမယ် Firewall ကအရန်မြင့်နေတယ်ခဏပဲဆောင်ပေးကောင် မြန်လို့ငါဒီမှာတောက်ခံထားမယ် တဝက်ရောက်ပြီနောက်ထပ်1မိနစ်ပဲ ဒါတော့ကတော့ငါ့ကိုမတားနိုင်ပါဘူး တန်းနိုင်အဆင်ပြေရဲ့လား ငါ့ကိုဂယုမဆိုင်နဲ့အလုပ်ကိုသာအမြန်ဆုံးအပြီးတတ်တော့ ရပြီဒေတာတွေအကုန်ရပြီငါတို့အချိန်မီလုံနိုင်ခဲ့ပြီတန်းနိုင်သွားမယ်ဒီအဆောက်အဦပောက်ကွဲတော့မယ်သူတို့ကငါတို့အလွတ်ပေးမဲ့ပုံမပေါ်ဘူးဒါငါတို့အတွက်နောက်ဆုံးအတားအဆီးပဲ